CIA ဆိုတာနာမည်ပဲရှိတယ်အဲ့ဒီခေါင်းစဉ်အောင်မှာအလုံးလုံးနေတဲ့လူတွေကစကားစားတွေနဲ့နေပေါင်းများစွာလဲဝချင်းရိုက်လာတဲ့လူတွေအခုချင်းပြည်မှာခင်ဗျားတို့ CIA နဲ့ပတ်သက်တဲ့လူတိုင်းတေချာစဉ်းစားကြခင်ဗျားတို့အခု CIA ကဒီတော်လိုင်းမှာရှုံးသွားတယ်ဆိုလို့ရှိရင်ဘယ်သူတွေကနင်းနာမလဲ CIA ကောင်းဆောင်တွေအကုန်လုံးနိုင်ငံခြားမှာသူတို့မိမတွေနဲ့အေးဆေးရေနံတူးနေုံပဲအစားတော့ပြတ်မှာမဟုတ်ဘူးအဲ့ဒါသူတို့နိုင်ငံခြားမှာလေဒီကျွန်တော်ပြောတယ်လို့မျိုး reform ပြန်ပြီးမှမလုပ်ကြဘူးအချင်းချင်းပြန်ပြီးမှမဆွေးနွေးကြဘူးဆိုလို့ရှိရင် CIA ကိုထောက်ခံတဲ့ဖွဲ့စည်းတွေအကုန်လုံးပြတ်သုံးသွားမယ်တကယ်ပြောလားမယုံမရှိနဲ့တော်လိုင်းရေးကာလမှာကိုလူမျိုးအချင်းချင်းဆိုတာမရှိဘူးကိုလူမျိုးအချင်းချင်းမဖြစ်ရဘူးဘာညာကွဒါကလူမှုရေးအမြင်နိုင်ငံရေးအမြင်မဟုတ်ဘူးကိုလူမျိုးအချင်းချင်းမဖြစ်ရဘူးဆိုလို့ရှိရင်အခုစကိုင်းမှာမီးရှို့နေတဲ့လူတွေစကိုင်းကပြည်သူတွေကိုတတ်နေတဲ့လူတွေလည်းဗမာလူမျိုးတွေပဲလေအဲ့ဆိုစကိုင်းကပြည်သူတွေကအဲ့တဲ့မြန်မာစစ်တပ်ကြီးကိုတော်လန်ဆရာလိုလို့လားမလိုဘူးလေတော်လန်ရေးနဲ့နိုင်ငံရေးမှာကိုလူမျိုးအချင်းဆိုတာမရှိဘူးချီမမကောင်းရင်ချီမလက်မကောင်းရင်လက်မပဲအခုတကယ်လို့ CB နဲ့ CIA နဲ့တကယ်ချကြမယ်ဆိုလို့ CIA ကလုံးဝနိုင်စရာအကြောင်းမရှိဘူးနံပါတ်1လူဦးရေအရနံပါတ်2အင်အားအရနံပါတ်3နေမြေအရ CIA မှာတစ်ခါစစ်ကြောင်းထွက်900ကအပြင်ကလွယ်လို့မထွက်နိုင်ဘူး CIA မှာအင်အားက1900လောက်ပဲရှိတယ်300ကမင်းတက်က300ကကမ်ပလက်က300ကပလဲဝါကကျန်တဲ့နေရာကတော့ကျွန်တော်တို့မတူပြေကကျန်တဲ့100ကတော့ရောတော့ပေါ်တော့ပေါ့အခု CBD ကဥပမာပေါ့ CIA ရဲ့ဌာနချုပ်ချင်းလုံးဗီတိုရီယာကန်ကိုတကယ်တက်လာပြီဆိုလို့ရှိရင်အဲ့မှာရှိနေတဲ့တောင်ပိုင်းသားတွေကတနက်ဖောက်မှာမဟုတ်ဘူးဒါကတေချာပြီးသားအဲ့ဒါကြောင့်မလို့ CIA တွေကဒီပွဲမှာနိုင်စရာအကြောင်းလုံးဝမရှိဘူးအဲ့ဒါကြောင့်မလို့ဒီပွဲမှာဟိုလူ CB ကနိုင်တယ် CIA ကနိုင်တယ်ဆိုတဲ့ပုံစံမျိုးမဖြစ်အောင်အခုလက်ရှိနေတဲ့ CIA ကိုခေါင်းဆောင်တွေကိုအပြောင်းလဲလုပ်ကြ reform လုပ်ကြဒီလိုမျိုးသွားကြဒီဟာမှကျွန်တော်တို့ချင်းပြအတွက်ဆင်ပြေမှာဒါမှမဟုတ်ရင်တော့ကျွန်တော်သုံးသပ်ကြည့်တာပေါ့နော် CBD ကလုံးဝ CIA လက်ရှိခေါင်းဆောင် CIA အောက်တွေကပုံမှာယုံကြည်မှုရှိတော့ဒီကောင်လေးရှိနေတဲ့အခုငါတို့ရရှိထားလွတ်လပ်ရေးတွေကလည်းအကုန်လုံးဆုံးရှုံးသွားနိုင်တယ်ဒီကောင်လေးရှိနေတဲ့ငါတို့မလုံခြုံဘူးဆိုတဲ့အတွေးခေါ်မျိုးဝင်သွားကြပဲရှင်းပြောရမယ်ဆိုလို့ရှိရင်အခုငါတို့မတူပီတို့ကမ်ပလက်တို့မင်းတက်တို့ကိုဘုံကျဲနေတာဘယ်သူတွေကဘုံကျဲခိုင်းတာလဲမြေပြင်မှာစကားစားတယ်လည်းမရှိတော့ဘူးဒလန်လည်းမရှိတော့အကုန်လုံးလွတ်မြောက်သွားဘယ်ကောင်တွေကဘုံကျဲခိုင်းတာလဲဒီလိုမျိုးဟာတွေကမင်းတို့ငါတို့တဦးတယောက်ကနေပုဂ္ဂိုလ်ရေးအရာဟိုနေရာမှာ CB ကောင်းဆောင်တွေရှိပါတယ်ဒီနေရာမှာတော့ AA တွေနဲ့ CB တွေနဲ့ဆွေးနွေးပါတရင်သွားပေးလို့မရဘူးစကားစားလည်းဒါမျိုးဆိုမယုံဘူးဒါမျိုးတွေကအဖွဲ့အစည်းတစ်ခုမီဒီယာတစ်ခုတွေကလုံးဝစကားစားတွေကယုံကြည်ပြီးမှအဲ့ဒီနေရာကိုဘုံကျဲတာအချိန်နဲ့တီးတီးကြကြနော်ဟိုတခါကျွန်တော်တို့မင်းတက်မှာဆိုလို့ရှိရင် CB ကောင်းဆောင်တွေအစည်းအဝေးလုပ်နေတဲ့အချိန်မှာပဲသူတို့ဘုံကျဲတာဒီလိုမျိုးတရင်တွေကမြေပြင်မှာစကားစားလည်းမရှိတော့ဘူးဒီလိုမျိုးတရင်တွေကစကားစားကိုမြေပြင်ကနေတွားပေးဖို့တော့မဖြစ်နိုင်တော့ဘူးဒါပေမဲ့ဘယ်သူတွေရှိတယ်လဲ CIA အောက်တွေပဲဒီဘုံကျဲခိုင်းတာလေဒီကောင်တွေကို CIA အောက်မီဒီယာချင်းဝတ်တို့ခွန်နူးတုံတို့အဲ့ဒါကနေတစင်တရင်တွေပို့ပြီးမှဘုံကျဲခိုင်းတာဒီဟာတွေကို CBD ကောင်းဆောင်တွေကမတီးဘူးမထင်နဲ့မင်းတို့ CIA အောက်တွေအဲ့ဒါကြောင့်မလို့လက်ရှိနေတဲ့ကောင်းဆောင်တွေကိုအပြောင်းလဲလုပ်ကြအပြောင်းလဲလုပ်ပြီးတော့ ਨੇ ဒီဖက်ကလူတွေကယုံမယုံဒါပေမဲ့ကျွန်တော်တို့ခေါင်းဆောင်တွေအပြောင်းလဲလုပ်လိုက်ပြီဆိုလို့ရှိရင်ဘာပဲပြောစကားပြောကြမယ်တွေ့ဆောင်ဆွေးနွေးညီနိုင်ကြမယ်ဆိုလို့ရှိရင်စပွဲဝမ်းပေါ်အကုန်လုံးပြန်ပြီးမှရောက်လာကြမှာပဲဟုတ်တယ်မဟုတ်လားအဓိကတော့ CIA ကိုခေါင်းဆောင်ပိုင်းတွေကိုလက်ရှိခေါင်းဆောင်တွေကို reform လုပ်ဖို့လိုတယ်လူငယ်တွေနဲ့လုပ်လိုက်ဒါဆိုရင်ချင်းပြင်းဘာမှပြဿနာဖြစ်เสียအကြောင်းမရှိဘူး CIA ဘက်ကလည်းလူငယ်ဒီဘက်ကလည်းလူငယ်ဆိုလို့ရှိရင်သူတို့တွေ့ကြရင်းနဲ့ Facebook မှာစာတွေပို့ကြရင်းနဲ့အပြန်အလှန်ယုံကြည်မှုပြန်ပြီးမှတည်ဆောက်လို့ရတယ်ဒီချိန်ကကျွန်တော်တို့ CB ကောင်းဆောင်တွေကသူတို့ရရှိထားတဲ့လွတ်လပ်ရေးတွေကိုလွယ်ကူဘယ်နည်းနဲ့မှဆုံးခံနိုင်တော့မှာမဟုတ်ဘူးသူတို့ရဲ့လွတ်လပ်ရေးကိုချင်းချောက်လာတဲ့လူတွေမှန်သမျှကိုလူမျိုးချင်းဆိုပြီးမှလည်းညာတော့မှာမဟုတ်ဘူးကျွန်တော်ဆုံးလာပြောတယ်နော်အဲ့တဲ့ NDF ရဲ့ကျွန်တော်တို့ချင်းပြည်မှာဘာဆက်ဖြစ်လာမလဲဆိုတော့ CIA တွေကအချိန်မီရွေးဒီလိုမျိုးဟာမလုပ်ဘူးပြုပြင်ပြောင်းလဲရေးတွေမလုပ်ဘူးဆိုလို့ရှိရင် NDF တွေက
CDF 嘛，他那就问代表说呢，没得骗，弗兰我要了。你当班嘛嘞，CIA 是看呢，完都这里呢，搞米路的没差价。CIA 个谁讲呢？讲当，你讲嘛碰来用。Aku turu falan me utai ni lo balu balok kham la tapala na pala si so da kha ro ane son na pan na tala lo chin pe ya la bo badu riya nai me manai mu le so da ti yo tai nga re ya lo hon ni yo pyadana phit ni so mo bo ka pyan lo ya le kisa mo bu le ai da jang lo sian a ho ko a pe de lu ri ko ba ta yi a tin phwat ri lo te cha sin sa ja di ha sian a ho ti pan kaung song ri ko reform ပြန်လုပ်ဖို့ဖိအားပေးကြအဲ့ဒါကအကောင်းဆုံးပဲဒီလိုမျိုးမဟုတ်ရင်တော့ကျွန်တော်တို့ဆွမ်းနာပြောတယ်လို့မျိုးစီရင်အောက်တွေကစကားဆရင်နဲ့ခွပြီးတော့မှချင်းပြည်နိုင်ငံရေးကိုကစားနေတာဒီဖက်လူငယ်တွေအကုန်လုံးသိကုန်တယ်ခုပူးစုစမ်းဆိုတာကျွန်တော်ဆွမ်းနာပြောတယ်လို့စီရင်အောက်တွေနဲ့စကားဆတွေကြားထဲမှာပေါင်းကူးသလားလုပ်ပေးနေတဲ့ဒီဟိုမရောက်ဒီမရောက်နိုင်ငံရေးသမားအဲ့ကောင်ဒီလိုမျိုးတွေအကုန်လုံးသိကုန်ပြီမင်းတို့နိုင်ငံရေးကစားမင်းတို့ဟိုမရောက်ဒီမရောက်မပြောတော့မင်းတို့နိုင်ငံရေးကစားလူတွေအကုန်လုံးသိကုန်ပြီအခုမင်းတို့ဖလန်မှာနိုင်တယ်လို့ဘာလို့မင်းတို့အဲ့ဒါမင်းတို့တည်တွင်းပဲမင်းတို့ဘယ်တော့နိုင်မှာမဟုတ်ဘူး NDF ကအဲ့ဒါ CDF မှာစခန်းဝင်တိုက်ပြီဆိုတော့တောင်ပိုင်းအကုန်လုံးမြောက်ပိုင်းကိုတက်လာကြလိမ့်မယ်အဲ့တဲ့ချိန်ကျရင်တောင်ပိုင်းက CB နဲ့မြောက်ပိုင်းရဲ့ CB ရဲ့ဆုံမိုက်ကချင်းလုံးဖြစ်သွားမယ်အဲ့တဲ့ချိန်ကျမှဆွေးနွေးကြမှာငါတို့ညီအကူဆိုမရှိတော့ဘူးအဲ့တဲ့ချိန်ကျရင်ချင်းပြည်ရဲ့နိုင်ငံရေးစကားဝမ်းပေါ်မှာဆွေးနွေးကြမယ်ဆိုတာက CNA နဲ့ CB မဟုတ်တော့ဘူး CB ရဲ့ချင်းချင်းပဲဖြစ်သွားတော့မှာမင်းတို့ CNA တွေမှာအားလုံးသိနေတာပဲအင်အား1000ကျော်လောက်ပဲရှိတယ်အင်အား1000ကျော်လောက်နဲ့ CB အင်အား800လောက်8000လောက်ကိုမင်းတို့ဘလုံးမခံနိုင်ဘူးလက်နဲ့ခင်ရမင်းတို့မှာဘယ်လောက်ရှိတယ်လူတွေအကုန်လုံးသိတာပဲမရဘူးအဲ့ဒါကြောင့်မလို့ကိုလူမျိုးအချင်းချင်းအင်အားနေတာပဲဖြစ်များတာပဲဖြစ်ဒီလိုမျိုးပြဿနာတွေမဖြစ်ရအောင် CNA ကိုကောင်းဆောင်ပိုင်းတွေကိုအများဆုံး reform လုပ်ကြအဲ့ဒါကကျွန်တော်တို့ချင်းလူမျိုးအားလုံးအတွက်အကောင်းဆုံးပဲ CNA ကိုအားကိုးနေတဲ့အားပေးနေတဲ့ lobby တွေအနေနဲ့လည်းတိချစဉ်းစားကြဘလုံးမမင်းတို့မဖြစ်နိုင်အောင်ဖြစ်လာနိုင်စားလုံးဝအကြောင်းမရှိဘူးအခု PDF ကိုဇိုလန်တွေကဖလန်ကိုကူညီတယ်အင်အား30-40လောက်ပဲရှိသေးတယ်ခဏနေကျရင်အလုံးကြီးနဲ့တက်လာရင်အကုန်လုံးတက်ကြမယ်ဖက်ကြမယ်ဘယ်သူနိုင်တယ်မနိုင်ဘူးဆိုထားလိုက်ကွာလူငယ်တွေပဲအကုန်လုံးတေကုန်ပါလေတကယ်လို့တောင်ပိုင်းက CB တွေတက်လာပြီဆိုလို့ရှိရင် CIA မှာရှိတဲ့တောင်ပိုင်းကရဲဘော်တွေခုငါနဲ့တော့စကားအများကြီးပြောတဲ့ကောင်တွေရှိတယ်မင်းတို့လာရင်ငါတို့အကုန်လုံးလက်နဲ့ချမယ်ဆိုရလူတွေအဲ့ဒါကြောင့်လို့ဒီဟာတွေကလုံးဝမဖြစ်တာအကောင်းဆုံးပဲဒါပေမဲ့တကယ်ရှောင်လွဲလို့မရတော့ဘူးဆိုလို့ရှိရင်တော့ CIA ရဲ့နာကဒီတပတ်နှစ်ပတ်အတွင်းထဲမှာတော့မှတောက်သွားနိုင်တယ်ဘာဖြစ်လို့ CIA ကဟောင်းကိုရန်တို့ဘာတို့ကိုဒီပွိတယ်တို့ဘာတို့ဒီထိုးကျွေးပြီးမှချင်းပြည်နိုင်ငံရေးကိုကစားတယ်လေဒါကကျွန်တော်တို့အားလုံးခေါင်းအေးနဲ့စဉ်းစားရမယ်ပုဂ္ဂိုလ်ဆွဲတွေချစ်ချင်းမုန်းချင်းတွေမပါရဘူးနိုင်ငံရေးဆိုတာကစိတ်ခံစားချက်နဲ့လွတ်လို့မရအောင်အချက်လက်နဲ့သူ့မှာ theory ရှိတယ်ဥပမာကျွန်တော်တို့ CB တွေက1 army ဖွဲ့မယ်လို့သူတို့ပြောကြတယ်နော်1 army တကယ်လို့ CB တွေကဖွဲ့လိုက်ပြီဆိုလို့ရှိရင် CNA အောက်ရအခန့်ကဏ္ဍချင်းပြည်မှာမရှိတော့ဘူးဘာဖြစ်လို့ CNA အောက်ကစစ်လည်းမနိုင်ခဲ့ဘူးလေစစ်လည်းကြီးကျယ်နဲ့ကြိမ်ရှုံးထားတဲ့ထန်တလန်မှာဆိုတော့ CB က1 army ဖွဲ့လိုက်ပြီဆိုလို့ရှိရင်အဲ့တဲ့ချိန်ကျရင်ဖလန်မင်းတက်တီတိန်မတူမာရာကမ်ပလက်ဆိုတာမရှိတော့ဘူးသူတို့1 army ဖြစ်သွားပြီလေ1 army ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဟိုနေရာကိုလည်းပြဿနာရှာလို့မရတော့ဘူး CNA ကဒီနေရာကိုလည်းပြဿနာရှာလို့မရတော့ဘူးအဲ့ဒါကြောင့်မလို့ CNA ဒီ CB က1 army မဖြစ်ခင်မှာ CNA ကအခွင့်ကောင်းယူရင်းမှသူ့ရဲ့လက်အောက်ခံဘာမှနိုင်ငံရေးနားမလဲပွိတယ်လို့လမ်းဘေးကခွေးတောင်းစားတွေကိုအသုံးချသွားတာဒီလိုမျိုးကျွန်တော်ထင်တာကခုပွိတယ်ပြီးရင်ဇုံမုံလာလိမ့်မယ်နိုင်ငံရေးနားမလဲဒါမှမဟုတ်ဂျန်နဲ့ဖွဲ့လိုက်ဖြစ်သွားနိုင်တာပဲသူတို့ဖွဲ့စည်းထဲမှာပညာမတက်ဆုံးနိုင်ငံရေးနားမလဲဆုံးတွေကိုအသုံးချပြီးမှစီရင်ရက်ဒီလိုမျိုးကစားတာအဲ့ဒါအဓိကဘာကိုကစားတာလဲဆိုတော့ CB တွေ1 army မှာဖြစ်ဖို့ဘာဖြစ်လို့ဆို
CB 1 army ဖြစ်သွားပြီဆိုလို့ရှိရင် CNA စင်အောက်ရခန့်ကဏ္ဍချင်းပြည်မှာမရှိတော့ဘူးလေအနေနဲ့အမြန်သူကအရှင်းခံရတော့မှာဆိုတော့သူကဒီမျိုးနွယ်စုလေးတွေကိုလိုက်ပြီးမှဆွပေးတာပေါ့ဒီလိုမျိုးဒီဟာတွေကိုနားလည်ဖို့လို့တယ်နိုင်ငံရေးကြဒီလောက်မှနားမလည်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဒီတိုင်းပဲဆက်သွားကြမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်ဒီတိုင်းပဲဆက်သွားကြမယ်ဆိုလို့ရှိရင်ချင်းလူပြည်သူတွေအများစုကပျော်စရာဖြစ်နေပေမဲ့တချို့လူနည်းစုတွေအတွက်ပျော်စရာဖြစ်မှာမဟုတ်ဘူးဒီတော်လန်ရေးကဒါအတိချပြီးသားပဲဒီတိုင်းပဲဆက်သွားကြမယ်ဆိုလို့ရှိရင်ကိုက CPU အပေးလို့ CPU မြောက်ပြောတော့မဟုတ်ဘူးဒီတိုင်းပဲဆက်သွားကြမယ်ဆိုလို့ရှိရင် Victoria ကချင်းလုံကတလမခံဘူးသူပြုတ်လိမ့်မယ်ဘာဖြစ်လဲဆိုတော့ချင်းလုံဆိုတာကဥမာကော်ရခါရင်ကျုံကော်ရခါတွေချင်းပြမှာမရှိဘူးကော်ရခါလိုမျိုးရင်ကျုံက CNA ဆန်ဟော်ရဲ့ကောင်းဆောင်ဆိုတော့သူ့ရဲ့လက်အောက်မှာရင်ကျုံရဲ့လက်အောက်မှာအသေးခံပြီးမှတိုက်ပွဲဝင်ပေးမယ်လို့မရှိဘူး CBD တကယ်တက်လာပြီဆိုလို့ရှိရင် CNA ဆန်ဟော်ထက်မှာရဲဘော်တွေအများစုကတောင်ပိုင်းသားတယ်တောင်ပိုင်းသားတွေချင်းတိုက်မှာမဟုတ်ဘူးလက်နဲ့လွယ်ကူနဲ့ဆွန့်လို့ကြမယ်ဆိုတော့ CNA ကတောင့်ခံနိုင်စရာသူ့ရဲ့အင်အားသူ့ရဲ့တော့တန်နေရစခံနိုင်မဲ့အနေထားမျိုးမှမရှိဘူး CNA ပြုတ်သွားဖို့များတယ် CNA ပြုတ်သွားပြီဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ဘာဆက်ဖြစ်လာမလဲဆိုတော့ဟာကားတွေထန်တလိုင်းနဲ့ CBD နဲ့နိုင်ငံရေးရစကားပြောဖို့အရင်ခက်ခဲသွားလိမ့်မယ်အဲ့တဲ့ချိန်ကျရင်ချင်းလုံကိုတင်းပြီးတာနဲ့ CBD ကဘာလုပ်မလဲဆိုတော့ဟာကားနဲ့ထန်တလိုင်းကိုလည်းတင်းမယ်ဟာကားနဲ့ထန်တလိုင်းကိုတင်းပြီးတာနဲ့ဘာလုပ်မလဲဆိုတော့စကားအရင်များတယ်ပြဿနာအရင်များတယ်ဆိုပြီးမှမာရှယ်လောထုတ်ပြီးမှစစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်လိမ့်မယ်ပြည်သူတွေကိုငြိပန်းနေဆက်ဖို့မဟုတ်ဘူးဟိုမရောက်ဒီမရောက်နိုင်ငံရေးသမားတွေကိုထောင်းတော့မှာအဲ့ဒါချိန်ကြရင်ချင်းမျိုးချင်း CBD ကပဲပြည်သူမှမနေဆက်ပါဘူးအားလုံးသိတဲ့အတိုင်းပဲချင်းမြန်မာ CBD ကအားလုံးထင်းချုပ်သွားတယ်ဆိုလို့ရှိရင်တေးချတယ်ဘယ်ပြည်သူမှဘာမှဖြစ်မှာဖြစ်ဘူးသူတို့နေဆက်မှာမဟုတ်ဘူးသူတို့ကလူငယ်တွေခေတ္တအတွေးခေါ်ယူဆနဲ့ကြေကြေပြန့်ပြန့်တွေးပြီးမှကြေကြေပြန့်ပြန့်အလုပ်လုပ်တဲ့လူတွေခင်ဗျားတို့တိုက်ပွဲတပွဲတိုက်တယ်ဆိုတော့မြို့တစ်ခုကိုသိမ်းတယ်ဆိုတော့လွယ်တာမဟုတ်ဘူး CBD ဘယ်လောက်ထိသူတို့အသက်ပေးတယ်လဲခင်ဗျားတို့အားလုံးသိတယ်ချင်းပြည်သူတွေအားလုံးသိတယ်စစ်တိုက်တယ်ဆိုတော့အလုတ်ကလွယ်တဲ့အလုပ်မဟုတ်ဘူးအဲ့ဒါကြောင့်မလို့ CNA တွေ CNA ဟိုတွေကအမျိုးသားတပ်မတော်အဆင့်နဲ့ထန်တလန်မြို့သိမ်းတဲ့ပွဲကြီးကိုဆင်နွှဲနေပါတယ်ဆိုတော့ CCD ရော CNA ရောအကုန်လုံးပေါင်းပြီးမှတိုက်ကြတယ်မနိုင်ကြဘူးလေ CBD ကဖလန်းလည်းသိမ်းနိုင်တယ်မင်းတပ်လည်းသိမ်းနိုင်ကမ်ပလက်လည်းသိမ်းနိုင်မတူပီလည်းသိမ်းနိုင်တယ်ချင်းကျူးလည်းသိမ်းနိုင်တယ်သူတို့အဲ့မှာအသက်တွေဘယ်လောက်ထိရင်းခဲ့ရတယ်အများကြီးပဲအဲ့ဒါကြောင့်မို့စစ်တိုက်တယ်ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါမလွယ်တဲ့ကိစ္စတွေကို CBD ကပဲလုပ်တယ်လုံနိုင်တယ် CNA တွေမလုပ်နိုင်ဘူး CNA တွေသိမ်းတဲ့ချင်းပြည်ရဲ့စခန်းတွေကိုပြန်ပြီးမှကြည့်လိုက်ရဲစခန်းသေးသေးလေးတွေနဲ့ကာကင်းစခန်းလေးတွေပဲရှိတယ်ရဲစခန်းသိမ်းလိုက်ရင်ကာကင်းစခန်းသိမ်းလိုက်ရင်နဲ့ချင်းပြည်ကမလွတ်မြောက်နိုင်ဘူးချင်းပြည်တစ်ခုလုံးလွတ်မြောက်ဖို့မပြောနဲ့မြို့နယ်တစ်ခုတော့မလွတ်မြောက်နိုင်ဘူးဒါဟာကိုကျွန်တော်တို့ချင်းပြည်သူတွေကအမှန်တရားကိုနားလည်ဖို့လိုတယ်ဟုတ်တယ်တော်လန်ရေးကာလမှာပိုပြီးမှ CBD ကအလုပ်ဖြစ်တယ် CB ကိုအားပေးရမယ်တော်လန်ရေးကာလလွန်သွားရင်ရော CNA ဆင်အားကိုနေရမရနိုင်ဘူးလားဘယ်သူမှမပြောနိုင်ဘူး CNA ဆင်အားတွေကသူတို့မှအုပ်ချုပ်ရေးပိုပြီးမှတော်တယ်ချင်းပြည်ရဲ့စီးပွားရေးလူမှုရေးပညာရေးတွေမှာသူတို့ပိုပြီးမှတော်တယ်ဆိုတော့ CNA ကိုပဲအားပေးရမယ်လေဒီလိုမဖြစ်ရမှာဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်တို့ချင်းလူမျိုးတွေကအားလုံးတောင်ပိုင်းကအားလုံးအတူတူပဲကျွန်တော်တို့ဘာကိုကြည့်ရမလဲချင်းပြည်ရဲ့အနာဂတ်ကောင်းစားရေးအတွက်တစ်ခုပဲကြည့်ရမယ်ချင်းပြည်ရဲ့အနာဂတ်ကောင်းစားရေးကိုစဉ်းစားတဲ့အခါမှာ CB ကလုံးမဖြစ်ဘူးဆို CB ကိုအားမပေးနဲ့ CNA ကလုံးမဖြစ်ဘူးဆို CNA ကိုအားမပေးနဲ့ဒီလိုမျိုးကျွန်တော်တို့စဉ်းစားရမယ်အဲ့ဒါမှကျွန်တော်တို့ကစစ်ကြုံဘဝကနေလွတ်မှာဒီကြချင်းသာကျွန်တော်တို့ချင်းလူမျိုးတွေအောင်မြင်ခဲ့ဘူးဒီစစ်ပွဲရှုံးသွားတယ်ဆိုလို့ရှိရင် CNA တွေလည်းတကောင်မှတက်ရှင်မထင်နဲ့ CB ခေါင်းဆောင်တွေရောရဲဘော်တွေတကောင်မှတက်ရှင်မထင်နဲ့ဒီပွဲမှာရှုံးသွားရင်အားလုံးသိပါအခုမင်းတို့ငါတို့ရဲ့အချိန်တွေကဘာလဲဘယ်လိုနဲ့တူလဲဆိုတော့ငါတို့ချင်းလူမျိုးတွေဆိုတော့ဒီချင်းပြည်နယ်နဲ့ပတ်သက်တဲ့ဟာတွေပဲနည်းနည်းပြောမှာဒီအချိန်တွေကငါတို့ကဘာနဲ့တူလဲဆိုတော့ငါတို့တခါလေကြာရင်ရွာမှာခရစ်စမတ်ပွဲတွေပါတယ်လောက်ကြတယ်မဟုတ်လားအဲ့ဒါမှနနောက်တွေအများကြီးကိုခြံတစ်ခုထဲမှာတက်စားဖို့စုထားတယ်လို့မျိုးပဲအချင်းတိုင်းရင်မနေ့ပြန်လာတစ်ပတ်ခါလာအဲ့ဒါနနောက်တွေကိုငါတို့တက်စားကြတယ်လေခရစ်စမတ်ပွဲအတွက်ဒီလိုမျိုးပဲမင်းအွန်လိုင်းကလည်းငါတို့ကိုအခုခြံကြီးထဲမှာချင်းလူမျိုးတွေ CB ရော CNA တွေအကုန်လုံးထည့်ထားတယ်
ngáo đó đi bơi mà này cũng rồi xin mà nếp thằng tìm là tập cả tìm là mà đi chào đó với mẹ ngáo đó ai mà nếp thằng tập cả tìm mấy con này à chính những khuya này ra đấy ai là noa đấy à đi lên nước phía này đấy ai là trong lúc CBD đó phê CIA đó phê bắt tu cũng mà tay chém chính những người chính những đó với mẹ CIA áo con sòng bay này giờ lâu giờ đi cả lắm mà khả năng gì à đi thế là đấy điချင်းလူမျိုးတစ်မျိုးလုံးရဲ့အနာဂတ်ကိုပါချင်းချောက်တဲ့အနေအထားမျိုးရောက်လာတယ်ချင်းလူမျိုးရဲ့မြို့သားလုံခြုံရေးကိုပါထိခိုက်တဲ့နိုင်ငံရေးပုံစံမျိုးကိုဒီအောင် CIA ဆန်အပ်ဖို့လူကြီးပန်းနေရသွားနေတယ်ဆိုတော့ဒီဟာက CBD က CIA တွေကိုထိုးစစ်ဆင်လာတယ်ဆိုလို့ရှိရင်လူမျိုးရဲ့အမုန်းတရားပေါ်မှာအခြေခံပြီးမှထိုးစစ်ဆင်လာမှာမဟုတ်ဘူးဒီဟာကိုနားလည်ဖို့လိုတယ်အဲ့ဒါကြောင့်မလို့ဒီလူမျိုးတွေကိုလူမျိုးအချင်းချင်းတွေတွေးချောင်းစီးမဲ့ကိစ္စတွေကြီးကြီးကျယ်ကျယ်မှာဖြစ်ခင်မှာ CIA ဆန်အပ်ကိုခေါင်းဆောင်ပိုင်းတွေကအပြောင်းလဲလုပ်တဲ့တယ်သူတို့လည်းနိုင်ငံချမှာပဲလေသူတို့အပြောင်းလဲလုပ်လဲမြေပြင်မှာဘာမှထိခိုက်မှုမရှိဘူးလေကျန်တဲ့ခေါင်းဆောင်တွေတက်လာပါစေပေါ့ဥပမာ CIA ဆန်အပ်ထဲမှာဟိုရုံးမှာဖက်ကြားဆိုတဲ့ထောင်လုံးတို့ဘာတို့ကို CIA ဆန်အပ်ရဲ့ကောက်ခွေရေးဝင်ကြီးတို့ခန့်လူငယ်တွေပြောလို့ရတယ်ဆိုလို့ရတယ်သူတို့အချင်းချင်းမှမဟုတ်ဘူးဒါမှမဟုတ်ဟာခါဖက်ကပဲဖြစ်ထန်တလန်ဖက်ကပဲဖြစ်လူငယ်တယောက်ကိုကောက်ထက်လိုက် CIA ဆန်အပ်ကိုထေပန်ကောင်းဆောင်တွေထဲမှာဒီပါထန်တို့ဒီဘွေကုန်းတို့သူတို့ကိုသူဖိန်မန်းကောင်းမှမသိတဲ့ဟိုမန္တလေးစကားသမားလို့ဟုတ်လားမလေးရှားပွဲစားတယ်လို့ဒီလိုမျိုးကောင်းနေတော့လုံးမဖြစ်ဘူးအဲ့ဒါကြောင့်မလို့ကိုပြန်ပြီးမှမေးကြငါအချင်းမျိုးစစ်ဆိုလို့ရှိရင်ဒီလိုမျိုးအပြောင်းလဲကိုသွားနိုင်ရမယ်ငါတို့ကအချင်းမျိုးအချင်းချင်းမတက်ရဘူးဒီလိုမျိုးလူမှုရေးအတွေ့ခွန်တဲ့အယူဆနဲ့မရတော့ဘူးငါတို့ချင်းပြင်းနေတဲ့နိုင်ငံရေးအခြေအနေကဒီယောဂါကတော်တော်ရင့်နေအနည်းဆုံးစေခံပြတာလောက်တမားတော်နဲ့ကူးတာလောက်မရတော့ဘူးငါတို့က operation လုပ်ရမယ့်အခြေအနေမျိုးငါတို့ချင်းပြည်နိုင်ငံရေးအခြေအနေကအဲ့ဒါကြောင့်မလို့အသက်တွေကလည်းကြည့် CIA အကိုခေါင်းဆောင်ပန်းညာအသက်60ကျော်နေပြီလူတတန်းအရာကြည့်မယ်ဆိုလို့ရှိရင်လည်းအချင်းမီးနိဗ္ဗာန်ရောက်သွားနိုင်တဲ့ကောင်တွေငရဲပြည်တော့မဟုတ်ခေါင်းကင်တော့မဟုတ်အချင်းမီးမနစ်ပြန်လာတပတ်ခါလာလျော်မောစခေါင်းစုစကားပြောရင်တော့မှသူတုံနေပြီလေမကြခင်သေးတော့မယ်ကောင်ပြဿနာတွေကိုချင်းပြီးမှအများကြီးမွေးခဲ့တယ်မင်းတို့ဟာခါတွေပဲဖြစ်ဖြစ်ထန်တန်လာနေပဲဖြစ်ဖြစ်မြောက်ပိုင်းကတီးတင်နေဖလန်းနေပဲဖြစ်ဖြစ်တောင်ပိုင်းကလူတွေရင်ကျုံကချင်းမျိုးမဟုတ်ဘူးအဲ့ကောင်ကော်ခါအဲ့ဒါကြောင့်မလို့ချင်းပြည်ကိုဒီလောက်မြည်မွေးနေတာဗောမင်းတို့ငါတို့လို့ချင်းမျိုးစစ်ချင်းတွေအပြစ်ပါတဲ့လူတွေကချင်းပြည်နယ်ကိုအလုံးစုံပြတ်သုံးသွားမှာတော့ဘယ်သူမှလိုချင်မှာမဟုတ်ဘူးလေဟုတ်တယ်မလားမင်းလည်းချင်းမျိုးငါလည်းချင်းမျိုးငါတို့လည်းငယ်ရတဲ့ဆတာငါတို့ဖူးဖွားတွေကောင်းချခဲ့တဲ့နေရာပဲလေငါတို့ကချင်းပြည်ကိုချစ်တယ်ဆိုတော့ကိုလူမျိုးချင်းပြဿနာမဖြစ်ချင်ဘူးဒါပေမဲ့ရင်ကျုံကော်ရခါကြတော့ချင်းလူမျိုးတွေတောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့အတကုံချတာကိုလိုချင်တယ်မင်းတို့ဒီဟာတွေကိုစဉ်းစားကြအဲ့ဒါစာခေါင်းဆိုတာလည်းချင်းလူမျိုးတို့ချင်းလူမျိုးဒါပေမဲ့နိုင်ငံခြားသားမင်းတို့အခုချိန်မှာစကားစားတဲ့ချင်းမင်းတွေကိုအကုန်လုံးပြန်ပြီးမသိမ်းသွားတယ်ဆိုလို့ရှိရင်လျာမောစခေါင်းတို့အဲ့ဒါဝီလျံမာတို့ရွှေခါတို့ဘာမှခံစားရမှာမဟုတ်ဘူးသူတို့ကနိုင်ငံခြားသားတွေဟိုးနိုင်ငံခြားမှာနေတဲ့ကောင်တွေအဲ့တဲ့ချိန်ကျရင်ခံရမှာက CBO CIA ရောအကုန်လုံးခံရမှာရဲဘော်တွေခုမင်းတို့အပေးနေတဲ့မြေပြင်ကနေ CIA អော်နေတဲ့ကောင် CBCB អော်နေတဲ့ကောင်စကားစားမင်းတို့ CBCA မှတ်တရမှာကိုမင်းတို့အကုန်လုံးကြိတ်မှာအဲ့ဒါကြောင့်မလို့ဒီဟာတွေကိုတေးသေးချာချာစဉ်းစားကြ CIA အောက်တွေဆိုတာကချင်းလူမျိုးတွေနဲ့လုံးဝမသက်ဆိုင်တော့တဲ့နိုင်ငံခြားသားတွေငါတို့ကဘာဖြစ်လို့ဒီမျိုးတွေပြောနေလဲဆိုတော့မင်းတို့ချင်းပြည်ကလူမျိုးတွေကိုကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကောင်းမွန်တဲ့အစိုးရတရက်ဒီလိုမျိုးရဲ့လက်အောက်မှာနေစေချင်တယ်မတိုးတက်ရင်တော့မလုံလုံချုံချုံလေးချစ်နေစေချင်တယ်ကိုချင်းလူမျိုးရိုးရရင်ချင်းမှုတင်กีตလူရဲ့ဂုံတိခါပြေးွားနေမင်းတို့နေစေချင်တယ်အဲ့ဒါကြောင့်မလို့ငါတို့အများနဲ့ပြောနေတာငါဆယ်လီဖြစ်ချင်တဲ့ကောင်လည်းမဟုတ်ဘူးရှင်းပြောတာငါဒီလိုမျိုးနိုင်ငံရေးစကားတွေပြောတာတဲ့တချင်းရေးတာကမှဆယ်လီပုံပြီးမှဖြစ်သေးတယ်ငါတချင်းရေးတယ်မှာတချင်းမှာကိုနာမည်ကြီးပြီးသားမင်းတို့ရှင်းပြောပြမယ်ဒီလိုမျိုးနိုင်ငံရေးလိုက်တွေတစ်ခုနှစ်ခုရလို့ကျင်းနဲ့နေမဲ့ကောင်းသားလေးမှာငါမပါဘူးဆိုတော့ဒီလောက်ပဲတေချာစဉ်းစားကြချင်းတွေမျိုးတွေမင်းတို့နမောနမဲနဲ့ CIA တော့တော့ဆောက်အောင်နေတော့ချင်းပြည်ရဲ့နိုင်ငံရဲ့ခင်းချင်းကအလုံးဆောင်ပြတ်တုံးကြီးကိုပဲသွားလိမ့်မယ်
ဆိုတာဒီညဒီလောက်ပြောချင်တာနော်အားလုံးကိုကြည့်တင်တယ်တေချာစဉ်းစားကြ